အားလုံးပဲမင်္ဂလာပါသခင် web service ကနေကြိုဆိုပါရခင်ဗျာဒီဗီဒီယိုလေးတွေမှာတော့ကျွန်တော်တို့လုပ်ငန်းအကြောင်းလေးကိုစပြီးတော့မိတ်ဆက်ပေးခြင်းပါတယ်ကျွန်တော်တို့က2019ခုနှစ်မှာလုပ်ငန်းကိုစတင်ခဲ့ကြရတယ်ပေါ့နော်အခုဆိုလို့ရှိရင် website ပေါင်း150ကျော်ကိုကျွန်တော်တို့ဖန်တီးပေးခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့အဓိကထားတဲ့ client တွေကကြတော့မြန်မာနိုင်ငံမှာရှိတဲ့ SME လုပ်ငန်းတွေပေါ့နော် SME လုပ်ငန်းတွေကမှဒီနည်းပညာကိုအသုံးပြုခြင်းတဲ့လုပ်ငန်းတွေအတွက်ကိုအဓိကရည်ရွယ်တယ်ပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်တနိုင်ငံပိုင်းလုပ်ငန်းလေးတွေကနေစပြီးတော့အလယ်အလတ် company တွေအထိအဓိကပါဝင်နေပေါ့နော်တကယ် company တွေကျွန်တော်တို့ကတော့ဘယ်လိုလုပ်ငန်းမျိုးမဆိုတော့ကျွန်တော်တို့ကတော့ welcome လုပ်တယ်ပေါ့နော်ဒါပေမဲ့လို့ကျွန်တော်တို့အဓိကtarget ထားတာကတော့ SME လုပ်ငန်းတွေအတွက်ကိုအဓိကထားတာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့သတ်မှတ်ထားတဲ့ဈေးနှုန်းတွေကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်လည်းဒါမြင်သာတယ်ပေါ့နော်ဒီလုပ်ငန်းငယ်လေးတွေကအစားလိုက်နိုင်မဲ့နှုန်းသားမျိုးနဲ့ကျွန်တော်တို့ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ဈေးနှုန်းသက်သာတာနဲ့တပြိုင်နက်တည်းမှာပဲကျွန်တော်တို့ရဲ့ client နေစိတ်ကျဉ်မှုရရှိဖို့ကကျွန်တော်တို့အတွက် first priority ဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒါclient နေစိတ်ကျဉ်မှုရတဲ့အထီကိုကျွန်တော်တို့တက်နိုင်သမျှပေါ့နော်အတက်နိုင်ဆုံးစူးစမ်းပြီးတော့စိတ်ရှိလက်ရှိနဲ့ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်အဲဒါကြောင့်မလို့လူကြီးမင်းတို့အနေနဲ့website လုပ်ချင်တယ်ကုန်ကြမ်းသေးတက်တာနဲ့စိတ်ရှိလက်ရှိဝန်ဆောင်မှုပေးနိုင်မဲ့ service မျိုးရှာနေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စီကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျဒုတိယအချက်အနေနဲ့ကတော့ကျွန်တော်ဒီ2026ခါနေစပြီးတော့ပေါ့နော်website တွေမကတော့ပဲနဲ့ဒီလုပ်ငန်းလက်ပတ်မှုကိုအထောက်အကူဖြစ်နိုင်မဲ့ဒီ system လေးတွေကိုလည်းကျွန်တော်ရေးဆွဲသွားဖို့ရှိပါတယ်ဒီ system တွေကကြတော့ကျွန်တော်တို့ဒါလုပ်ငန်းငယ်တွေအတွက်အဓိကရည်ရွယ်ထားတာဖြစ်တဲ့အတွက်နံပါတ်1အချက်ကကျွန်တော်တို့အသုံးပြုရလွယ်ကူရမယ်နံပါတ်2အချက်ကုန်ကျစရိတ်သက်သာရမယ်နံပါတ်3အချက်ဒါဖြစ်နိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်mobile phone လေးကနေပဲကျွန်တော်တို့ဒီ system တွေကို manage လုပ်လို့ရအောင်လို့ပေါ့နော်ကျွန်တော်တက်နိုင်သမျှကြိုးစားပြီးတော့ရေးဆွဲနေတာဖြစ်ပါတယ်ဒီ system တွေကကြတော့ကျွန်တော်တို့ဖာသာကျွန်တော်တို့စဉ်းစားပြီးတော့ပေါ့နော်ဘယ်လိုလုပ်ငန်းမျိုးတွေအတွက်ဆိုလို့ရှိရင်เนาะဘယ်လို system မျိုးလေးတွေရှိရင်တော့ကောင်းမှာပဲဆိုပြီးတော့ကျွန်တော်ဒါရေးဆွဲထားတာဖြစ်ပါတယ်ဒီလိုမဟုတ်ဘဲနဲ့လူကြီးမင်းတို့လုပ်ငန်းအတွက်ကိုဒါဘယ်လို system လေးတော့ရှိရင်တော့ကောင်းမှာပဲဒါပေမဲ့ဒီလို system မျိုးလုပ်မယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်များအရင်များနေမလားပေါ့နော်ဒီလိုမျိုးတွေးနေတာမျိုးရှိရဆိုလို့ရှိရင်ကျွန်တော်တို့ ਨੇ အခမဲ့လာပြီးတော့ဆွေးနွေးနိုင်တယ်ပေါ့နော်ကျွန်တော်တို့ဘက်ကကြတော့လူကြီးမင်းတို့ရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပြီးတော့ဘယ်လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်တော့ကုန်ကျစရိတ်သက်သာနဲ့လုပ်လို့ရနိုင်တယ်ဆိုတာမျိုးကိုကျွန်တော်တို့ဝိုင်းပြီးတော့အဖြေရှာပေးလို့ရပါတယ်ခင်ဗျဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်တို့လုပ်ငန်းမိတ်ဆက်တဲ့ဗီဒီယိုလေးဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီနေ့ဒီလောက်နဲ့ပြန်နာခြင်းပါတယ်ခင်ဗျနောက်ပိုင်းမှာလည်းကျွန်တော်တို့ဒါ SME လုပ်ငန်းတွေအတွက်ကိုပေါ့နော်အကျိုးရှိစေမဲ့နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့တက်နိုင်သမျှဝေမျှသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ page နဲ့ဒီ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးဖို့မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ